မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီညမှာတော့ဘောလုံးဝါသနာရှင်တွေအတွက်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်တွေအများကြီးတွေကမှကျွန်တော်တို့အသေးချာစစ်စစ်ထားပြီးအနိုင်ရလက်သေးချာစီမဲ့ပွဲစဉ်ကောင်းတွေရဲ့ပရိသတ်တွေရင်ခုန်ရမယ့်အကျိတ်အနေရှိမဲ့ပွဲကြီးပွဲကောင်းတွေကိုတည်တည်ချာချာရွေးချယ်ပြီးသုံးသက်တင်ဆက်ပေးသွားမှာပါဘယ်အတင်းတွေကအမှားယွင်းမရှိနိုင်ပွဲပေါ်ဆောင်သွားမလဲဘယ်ပွဲတွေကတော့ကျိတ်အနေနဲ့အဖြေထွက်လာမလဲဆိုတာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာဂျူဗင်တက်နဲ့ဆက်စုအိုလိုဒီပွဲကတော့ဂျူဗန်တက်စ်အတွက်အမှတ်ရဖို့တေချာတဲ့လောက်ရှိတဲ့ပွဲစဉ်ပါဂျူဗန်တက်စ်ဟာသူတို့ရဲ့အိမ်ကွင်း Allianz Stadium မှာဆက်စုအိုလိုကိုအခန့်ကစားရမှာဖြစ်ပြီးခံစစ်ပိုင်းကျစ်လစ်မှုနဲ့အတူတိုက်စစ်ကလည်းအခွင့်အရေးကိုအသုံးချနိုင်စွမ်းရှိပါတယ်ဆက်စုအိုလိုဟာအသင်းကြီးတွေကိုဒုက္ခပေးတတ်တဲ့အဆင့်လာရှိပေမဲ့ဂျူဗန်တက်ရဲ့လက်ရှိ form နဲ့အိမ်ကွင်းအားသာချက်အရာအင်ရှင်တို့နိုင်ပွဲရယူပြီးချန်ပီယံလိဂ်တနေရာစားအတွက်ဆက်လက်ဖိအားပေးသွားမယ့်ပွဲမျိုးဖြစ်လာပါလိမ့်မယ် AC မီလန်နဲ့တိုရီနို AC မီလန်နဲ့တိုရီနိုတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာတော့အင်ရှင်တို့ဘက်ကပဲအသာစီးရဖို့များပါတယ်မီလန်ဟာသူတို့ရဲ့အိမ်ကွင်းဆန်စီရိုမှာကစားရတဲ့အခါပရိသတ်အားနဲ့အတူပုံမတက်ကြွတဲ့ကစားဟန်ကိုပြသလေးရှိပါတယ်။တိုရီနိုဟာမာကျောတဲ့အသင်းတစ်သင်းဖြစ်ပေမဲ့မီလန်ရဲ့တဦးချင်းခြေစွမ်းထက်မြက်တဲ့ကစားသမားတွေကိုထိန်းချုပ်ဖို့ခက်ခဲပါလိမ့်မယ်။ဒါကြောင့်ဒီပွဲမှာမီလန်တို့အိမ်ကွင်းနိုင်ပွဲနဲ့အတူပရိသတ်တွေကိုပျော်ရွှင်အောင်လုပ်ပေးသွားပါလိမ့်မယ်။ဘရိုက်တန်နဲ့လီဗာပူးဒီပွဲကတော့အကျိတ်အနေရှိဆုံးပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ဘရိုက်တန်ဟာသူတို့ရဲ့အိမ်ကွင်းမှာဘယ်အသင်းကြီးကိုမဆိုဒုက္ခပေးနိုင်တဲ့အသင်းပါ။သူတို့ရဲ့စနစ်ကျတဲ့ကစားဟန်နဲ့ကစားအားနှုန်းအပိုင်းကလီဗာပူးအတွက်ခေါင်းခဲစရာဖြစ်လာနိုင်ပါတယ်။လီဗာပူးဟာတိုက်စစ်ပိုင်းကောင်းမွန်ပေမဲ့ခံစစ်မှာဟာကွက်တချို့ရှိနေတတ်တာကြောင့်ဘရိုက်တန်အနေနဲ့အိမ်ကွင်းမှာအနည်းဆုံးတရေတို့မဟုတ်အနိုင်ရလက်အထိပါမျှော်လင့်နိုင်တဲ့အနေအထားမှာရှိနေပါတယ်။ကဲဒါကတော့ဒီညရဲ့ပွဲစဉ်ကောင်းတွေအတွက်ကျွန်တော်တို့ရဲ့အသေးစိတ်သုံးသပ်ချက်နဲ့ခန့်မှန်းချက်တွေပဲဖြစ်ပါတယ်။တင်ရောဘယ်အသင်းတွေကိုအနိုင်ရလိမ့်မယ်လို့ထင်ပါတယ်။တင်ရဲ့ထင်မြင်ချက်တွေကိုလည်း comment box မှာရေးပေးခဲ့ဖို့မမေ့ပါနဲ့ဦး။ဘောလုံးပွဲစဉ်တွေရဲ့နောက်ဆုံးရသတင်းတွေနဲ့အမြဲတမ်းနောက်ကျမကြံရအောင်ကျွန်တော်တို့ရဲ့ channel ကို like and subscribe နှိပ်ထားပေးပါဦး။ဒီညဘောလုံးပွဲတွေကြည့်ရင်အားလုံးပဲပျော်ရွှင်ကြပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်